တက်ပြီမိဆက်ကြပါတယ်မိဆက်ကြလေးလည်းမပါတယ်ရေတကွန်တဲ့အတူပရိသတ်ပန်းလေးလည်းပါတယ်အဲ့ဒါရှမ်းပြည်ရဲ့အလှကျွန်တော်တို့ရေတကွန်လေးတဲ့အတူကျွန်တော်တို့အေးချမ်းချင်းတိတ်ပဲအရိုက်ရှင်းမြင်တာအလိုအေးချမ်းပါစေဆိုတဲ့မိဆက်ကြနဲ့ကျွန်တော်လှည့်ပြီးတော့ဆူတောင်းနေတဲ့သဘောပါခင်ဗျစလိုက်မီထိုးပါနဲ့ထိုးရင်အိမ်ပြန်ထိုးစလိုက်မီလုံးဝမထိုးနဲ့လာကွာရွှေလုံးပြီးတော့တကယ်ပဲတော့လိုပါပဲကွာရွှေလုံးကဲအတိုင်လို့နဲ့အတိုင်ချဖို့လုံးနေပြီနော်ဖြာလာတော့ဖြာနေပြီဟောလာပြီအတိုင်လေးတွေအတိုင်ချင်းပြီမနစ်ကချန်ပီယံရသွားတဲ့ရွှေစုံပြီးပါခင်ဗျဒီနှစ်မှာဆက်ယူမယ်ဆိုရင်တော့လာပါတယ်အိုးအနီအောင်ဆုံးအစိမ်းရောင်ဆုံးဟောအလဲကျိုးပထမကြီးကျဲခင်ဗျပထမကြီးကျဲပြီဟောပရင်းနေလည်းပါတယ်ဗျဘုံကုတ်ကပထမဟောဘုံကုတ်ဘုံကြီးကပရင်းနေပါတယ်ဗျဟောလာပြီပလဲတွေအဲ့ဒါကတော့မြိတ်ကျိုးစုကနေပြီးတော့စမှုစုံကကားတဲ့ဖွက်တဲလာတာပါခင်ဗျရွှေစုံပြီလာကွာရွှေလုံးပြီးပါပဲကွာရွှေစုံပြီပါခင်ဗျကဲလေဟုန်စီးပြီးတော့ဝေကုံတီးနေပါပြီခင်ဗျာမနေ့ကလက်ရှိချန်ပီယံပါခင်ဗျာမိတ်တုတ်ကျေကလေးတော့ပါခင်ဗျာမိတ်တုတ်40ချန်ပီယံမို့40လာနေတော့ရေဦးစားပါလေဘယ်တော့မှတောက်ပါလေနော်ချန်ပီယံဆို40မှရတယ်လေ40ဟောလား40ပြီကဲမိနစ်20 30ဒီကြည့်ရပဲမီးဗျလှတုံးဝါတုံးပြတုံးပါခင်ဗျာပိတ်တာ40ကြော်ရင်ကြော်မဲ့မရော့ဘူးစိတ်ချအကျော်ဘက်ကပဲရှိပဲမရော့ဘူးအဲ့ဒါတရားမင်းကနေပြီးတော့သူ့နဲ့သမီးလေးပါနဲ့ဝေစီယတာယထာနဲ့ကြည်နေတယ်မြင်ကြတာဟုတ်မှာလာတော့ပါဗျာလာတော့ပါတော့23ပါပဲခင်ဗျာလာတော့ပါတော့40ပါခင်ဗျာ40ပြီဆို40ပေါ့လာတော့ပါတော့ပြန်တော့ဘိုးသုံးတဲ့40ပါခင်ဗျာကဲရွှေစုံပြီးရတော့ခြေစုံကံပြီးတော့တီးနေပါပြီခင်ဗျာကဲဒီနေ့လာတဲ့လူတွေကိုယ်ကြည့်ရရုံနဲ့တယ်ဩပါလက်ခုပ်ကလေးများပေးကြပါဦးခင်ဗျာကဲတမင်တလားကြားတလန်းဖို့ရွှေစုံကငွေကုန်တဲ့တငယ်ချင်းတို့ရေအောင်မြင်စွာလွတ်တင်ပြီးရင်တော့ကွင်းထဲကနေပြီးတော့စီကံတကြပြန်လဲထွက်ခွာဖို့မြစ်တာခတ်တယ်နောက်ကတငယ်ချင်းတွေလွတ်ဖို့ရှိတယ်အောင်ပြီရွှေစုံပြီးအောင်ပါပြီရွှေစုံပြီးအောင်ပြီ
ကြားမင်းယူသွားပြီတရားမင်းနော် အာ ကြားမင်းယူသွားပြီ